အားလုံးမင်္ဂလာပါအခုတလောလူမှုကွန်ရက်မှာရိုဟင်ဂျာမရှိတာကိုတက်တက်ပြကျင်စောနဲ့ရာဇဝင်ထေကအချက်လက်အချို့ကိုလိုရာဆွဲပြီးတော့ရေးနေတာပြောနေတာကိုအများကြီးတွေ့နေရပါတယ်အမှန်တကယ်ဆိုရင်လူမျိုးအမည်တစ်ခုဆိုတာအဲ့ဒီလူမျိုးတွေကပဲကိုယ်တိုင်သတ်မှတ်ရတာနိုင်ငံတကာဥပဒေရလဲအဲ့လိုပဲသတ်မှတ်ထားပါတယ်ရခိုင်လူမျိုးကိုဘယ်သူသတ်မှတ်ခဲ့တာလဲရှမ်းလူမျိုးကိုဘယ်သူသတ်မှတ်ခဲ့တာလဲဝါလူမျိုးကိုဘယ်သူသတ်မှတ်ခဲ့တာလဲအဲ့ဒါရဲ့အဖြေကသက်ဆိုင်ရာလူမျိုးတွေကပဲသတ်မှတ်ခဲ့ကြတာဒီဟာကို self determination လို့ခေါ်ပါတယ်နိုင်ငံတော်ကအဲ့ဒီလူမျိုးစုတွေကိုအသိမြတ်ပြုပြီးတော့အခြေခံအခွင့်အရေးတွေကိုပေးရပါတယ်အသိမဲ့လည်းမပြုဘူးအခြေခံအခွင့်အရေးလည်းမပေးဘူးဆိုရင်အဲ့ဒါ genocide ရဲ့အစပဲလူတယောက်တော်၎င်းလူအုပ်စုတစ်ခုတော်၎င်းအခြားလူမျိုးစုတစ်ခုကတော်၎င်းညင်းမယ်မရှိဘူးပြောမယ်ဆိုရင်လည်းသူတို့လည်း genocide အပင် genocide ကြံရပါတယ်ပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံကိုလာဖို့အတွက်ဗီဇာလျှောက်တဲ့အခါမှာလည်း genocide အပင်ဟုတ်မဟုတ် genocide ကြံရပါဟုတ်မဟုတ်မိမိကိုယ်တိုင်က genocide ကျူးလွန်ခဲ့တာရှိမရှိဆိုတာကို DS 160 form DS 260 form တွေမှာဖြည့်ပြီးတော့လက်မှတ်ထိုးရပါတယ်အဲ့ဒါမျိုးအဖြစ်တွေကျူးလွန်ခဲ့တယ်သို့မဟုတ် US ရောက်ပြီးမှကျူးလွန်ကြောင်းပေါ်ပေါက်ရင်ပြည်နယ်နဲ့ပေးလို့ရပါတယ်ကျွန်တော်ပြောရတဲ့ရည်ရွယ်ချက်ကတချို့ကအာရန်အားသလိုပါဇက်တရမ်းပြီးတော့နော်လက်တရမ်းပြီးတော့ပြောနေကြတယ်ရေးနေကြတာတွေရှိတဲ့အတွက်ကျွန်တော်ကဒါ remind လုပ်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နိုင်ငံတနိုင်ငံဆိုတာသူ့ရဲ့တည်ရှိမှုတမိုင်းကြောင်းနဲ့ယဉ်ကျေးမှုကိုကဘာကလက်ခံရတယ်အဲ့လိုလက်ခံဖို့အရေးချင်းမမီရင်အဲ့ဒါဘယ်တော့မှနိုင်ငံတစ်ခုဖြစ်မလာဘူးနိုင်ငံတစ်ခုဖြစ်လာပြီဆိုရင်နိုင်ငံပြည်သားအောင်အဲ့ဒီနိုင်ငံရဲ့အစိုးရကစီမံခန့်ခွဲရတယ်စီမံခန့်ခွဲမှုညံ့ချင်းရင်အဲ့ဒီနိုင်ငံကတဖြည်းဖြည်း fail state လို့ခေါ်တဲ့ကြာရှုံးနိုင်ငံဘက်ကိုဦးတည်သွားမယ်အခမတန့်ရင်နိုင်ငံမှာပျောက်သွားနိုင်တယ်အခြားနိုင်ငံတစ်ခုရဲ့ကိုလိုနီသို့မဟုတ်အစိတ်အပိုင်းတစ်ခုဖြစ်သွားနိုင်တယ်လက်ရှိအခြေအနေအရဆိုရင်မြန်မာနိုင်ငံကမန်ဒီယန်ပြည်နယ်ဖြစ်လာဖို့များတယ်မန်ဒီယန်ကိုစီလီရောက်အောင်ဘာသာပြန်ရရင်မြန်ဆိုတာဆွေမျိုးပေါက်ဖို့ဒီယန်ဆိုတာဒေသလို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ရိုဟင်ဂျာကိုဖေရှားဖို့တဲ့မန်ဒီယန်ပြည်နယ်ဖြစ်မသွားအောင်ကာကွယ်ကြပါလို့စစ်ကော်မရှင်ကအထွေထွေရွေးကောက်ပွဲအလို့မှာအခုလွှတ်တော်ခေါ်ပြီးအစိုးရဖွဲ့ဖို့တာဆိုနေပါပြီဥပဒေပြုအာဏာရှိတဲ့လွှတ်တော်မခေါ်ခင်စစ်ကော်မရှင်ဥက္ကဋ္ဌမဲအောင်လှိုင်က2008ဥပဒေနဲ့မညီညွတ်တဲ့ယာယီသမရဆိုတဲ့ယာတို့ဖြင့်ပြည်တော်စုအတိုင်ပင်ခံကောင်စီဥပဒေကိုစိတ်တိုင်းကြပြရဲလိုက်ပါပြီဒီလိုဆိုရင်မြန်မာပြည်သူတွေကအပြည့်အဝမဟုတ်ရင်လဲတစိတ်တစ်ပိုင်းဒီမိုကရေစီရမှာလားစစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမှာလားနိုင်ငံရေးပါတီတချို့မျှော်လင့်ခဲ့တယ်လို့ဒီရွေးကောက်ပွဲကစစ်အစိုးရကိုအဆုံးသတ်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးမှာလားတက်လာမယ့်အစိုးရကဒီမိုကရေစီအစိုးရလားဒိုဒီမဟုတ်မီလိုတိုကရေစီအစိုးရလားဒါကိုကျွန်တော်တို့ကတိတိကျကျနားလည်ထားဖို့အရေးကြီးပါတယ်ဒီမှာကျွန်တော်မီလီတိုကရေစီဆိုတဲ့ဝေါ်ဟရာတစ်ခုကိုသုံးထားပါတယ်အဲ့ဒီမီလီတိုကရေစီဆိုတာကိုမရှင်းပြခင်အများသိပြီးသားဖြစ်တဲ့ဒီမိုကရေစီရဲ့အဓိပ္ပာယ်ကိုအကျဉ်းယုံရှင်းပြလိုပါတယ်ဒီမိုကရေစီဆိုတာပြည်သူလူထုကရွေးကောက်ပွဲများနဲ့ဥပဒေများမှတစ်ဆက်မိမိတို့ရဲ့ခေါင်းဆောင်ကိုရွေးချယ်တင်မြှောက်တဲ့စနစ်ဖြစ်ပါတယ်သူရဲ့အဓိကဝိသေသလက္ခဏာတွေကတော့အာဏာသည်နိုင်ငံသားများနဲ့မေးပေးမှုမှတစ်ဆင့်ဆင်းသက်လာတယ်အစိုးရကပြည်သူလူထုကိုတာဝန်ခံရတယ်ဥပဒေစိုးမိုးမှုနဲ့လူအခွင့်အရေးတွေကိုကာကွယ်ပေးထားတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့နိုင်ငံရေးပြိုင်ဆိုင်မှုတွေရှိတယ်ခေါင်းဆောင်တွေကိုငြိမ်းချမ်းစွာအစားထိုးပြီးတော့ပြန်လည်ရွေးချယ်နိုင်တယ်ဒီတကြောင်တည်းပြောရလို့ရှိရင်တော့
ပြည်သူလူထုကနိုင်ငံတော်ကိုအုပ်ချုပ်တယ်ဆိုတာပါပဲဒါဆိုရင် militocracy ဆိုတာကစစ်တပ်ကနိုင်ငံရဲ့အာဏာကိုအပီးချုပ်ကင်ထားတဲ့စနစ်ဖြစ်ပါတယ်သူရဲ့အဓိကဝိသေသလက္ခဏာတွေကတော့အာဏာသည်မေးမြန်းမှတဆင့်လာတာမဟုတ်ပဲတနက်နဲ့အင်အားမှဆင်းသက်လာပါတယ်စစ်ကောင်းဆောင်တွေကအစိုးရအဖွဲ့အစည်းကိုအပြည့်အဝလွှမ်းမိုးထားတယ်အရက်သားအစိုးရပုံစံဆိုရင်လဲအားနေပြီးအမိကန်သာဖြစ်တယ်အတိုက်ခံတွေကိုမကြာခဏဖိနှိပ်တယ်ဥပဒေတွေကပြည်သူအတွက်မဟုတ်ပဲသူတို့စစ်တဲ့အတွက်ပဲအကျိုးပြုမဲ့ဒါသဘောဖြစ်ပါတယ်တကြောင်တစ်ပြန်ပြောရရင်စစ်တပ်ကပဲနိုင်ငံတော်ကိုအုပ်ချုပ်တယ်ဆိုတော့ဒီဒီမိုကရေစီနဲ့မီလီထရိုကရေစီရဲ့အဓိကကွာခြားချက်ကပြည်သူလူဒီအာဏာကပြည်သူလက်ထက်မှာရှိတဲ့ဒီမိုကရေစီမှာ militocracy မှာကျတော့စစ်တပ်မှာပဲရှိတယ်ဒီလိုဆိုရင်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့စမ်းစစ်ကြည့်ကြရအောင်မြန်မာနိုင်ငံက militocracy စနစ်အတွင်းမှာပိတ်မိနေကြတာကြာပါပြီစစ်တပ်ကတရားဝင်မှုအတွက်ရွေးကောက်ပွဲတွေကိုသူတို့ရဲ့ဒီကရိယာဖြစ်အသုံးပြုပြီးတော့မှဒီအမှန်တကယ်အာဏာကစစ်တပ်ရဲ့လက်ထဲမှာပဲရှိနေစေဖြစ်ပါတယ်ပိုရှင်းသွားအောင်ကျွန်တော်ဥမာလေးတစ်ခုပေးပြီးတော့ရှင်းပြပါမယ်လွတ်တော်မှာဒီကာကွယ်ရေးဦးစီးချုပ်ခန့်ထားတဲ့စစ်တပ်ကိုယ်စားလှယ်တွေက25ရာခိုင်နှုန်းရှိတယ်ဆိုတော့အမှတ်တမဲ့ကျင့်ရင်လွတ်တော်ထဲမှာစစ်တပ်က4ပုံ2ပုံပဲရှိတယ်ဥပဒေပြုရဲမှာဒီအခြေခံဥပဒေကိုဒီအသက်ရေးဆွဲတာပြင်တာကလွဲလို့ရှိရင်ကြံတဲ့ဥပဒေတွေကိုကြံတဲ့85ရာခိုင်နှုန်းသောကိုယ်စားလှယ်တွေကလွတ်လွတ်လပ်လပ်ပြတယ်လို့ရတာပဲလို့ထင်အောင်ထင်မှားဖြစ်တယ်ပါတယ်တကယ်တမ်းကမလွတ်လပ်ပါဘူးဒီကာကွယ်ရေးဦးစီးချုပ်ရဲ့ဒီမျက်စိနှလုံးကဒီလွတ်တော်ထဲမှာအမြဲရှိနေပါတယ်ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်နှစ်ရက်လုံးမှာစစ်ကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင်ဗိုလ်ချုပ်တယောက်စီရှိပါတယ်သူတို့ကဒီကာကွယ်ရေးဦးစီးချုပ်ကိုတိုက်ရိုက်အစီရင်ခံရတယ်ကာကွယ်ရေးဦးစီးချုပ်ကသူတို့ကဒီသူတို့ကိုတိုက်ရိုက်ကုတ်ခဲ့တယ်ဒီကာကြိုးမကြိုက်တဲ့ဥပဒေတွေအဆိုတွေရှင်းရင်အဲ့ဒီဗိုလ်ချုပ်တွေကတဆင့်လွတ်တော်ဥက္ကဋ္ဌတွေကိုအလွတ်သဘောပြောပြတော့ကျွန်တော်တို့ဖိအားပေးတာမဟုတ်ရင်အစည်းအဝေးထဲမှာကန့်ကွက်ပြီးတော့အသိပေးတာရှိပါတယ်တခါတလေသမရကတဆင့်ပြောပြီးမှဖိအားပေးတာရှိတယ်အကောင်းဆုံးဥမာပေးရလို့ရှိရင်ဒီ2020ကျန်းခံရင်အစိုးရလက်ထက်တုန်းကလွတ်တော်ကဥရှိမန်းနဲ့ဒီသမရဦးသိန်းစံတို့ကြားမှာကျွန်တော်မပြေလည်မှုတွေရှိခဲ့တယ်နောက်ဆုံးဥရှိမန်းကဒီအရှုံးပေးပြီးတော့ဒီသူ့ရဲ့အာဏာကိုတော့မှကျွန်တော်တို့ဒါဖြုတ်ချခံခဲ့ရတာရှိပါတယ်ဆိုလိုချင်တာကအုတ်ချုပ်ရေးကာကွယ်ရေးပြည်ရေးရဲ့အပြင်ဥပဒေပြုရေးမှာပါစစ်တပ်ကထိန်းချုပ်ထားတယ်အခုနိုင်ငံရဲ့အချင်းကဒီအခင်းချင်းကဒီမိုကရေစီစနစ်လုံးဝမဟုတ်ပါဒီစစ်တပ်ကပဲဒီအုပ်ချုပ်သွားမဲ့ militocracy စနစ်သာဖြစ်ပါတယ်အဲ့တော့ဒီဟာကိုတလုံးတည်းနဲ့ရှင်းပြလို့ရှိရင်ဒါကလည်းနိုင်ငံရေးကြားဖြန့်ပါလုံးဝအထွေထွေဒီမိုကရေစီအထွေထွေကျွန်တော်ရွေးကောက်ပွဲနဲ့ဒီမိုကရေစီစနစ်ကိုတွားနေတာမဟုတ်ပါဘူးစစ်တပ်ကပဲအာဏာကိုအပြည့်အဝထားတဲ့ militocracy ဆိုတဲ့စနစ်ကိုပဲအကောင့်တွေဖော်နေတာဖြစ်တဲ့အတွက်ဒါကလည်းကျွန်တော်တို့ဒီနိုင်ငံရေးကြားဖြန့်အကြီးစားလို့ပဲပြောရမှာဖြစ်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်2020အထွေထွေရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့မေးစင်းတွေစန္ဒမဲ့လက်မဲ့တွေရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းမှတ်တမ်းတွေကိုစစ်ကော်မရှင်ကမီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်မီးရှို့တဲ့အခါမှာလဲစနစ်တကျဒီမီးရှို့ဖျက်ဆီးရေးအဖွဲ့ဝင်14ဦးနဲ့ဆောင်ရွက်ခဲ့တယ်လို့လဲလေ့လာသိရှိရပါတယ်လက်ရှိဒဂုံစိတ်ကမ်းမျိုးနယ်နဲ့အင်းစိန်မျိုးနယ်ကဒီ2020မှတ်တမ်းတွေကိုမီးရှို့နေပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာလဲဆက်ပြီးမီးရှို့ဖျက်ဆီးတာတွေလုပ်သွားမယ်ဆိုတာကို BBC သတင်းမှာဖတ်လိုက်ရပါတယ်2015ရွေးကောက်ပွဲအပြီးမှာကြတော့2010ရွေးကောက်ပွဲဆိုင်ရာ
စာရွက်စာတမ်းတွေကိုမီးမရှို့ခဲ့ဘူးအခု2025-26မှာကြာမှာဒီမီးရှို့တာကတော့တော်တော်လေးကိုထူးဆန်းနေပါတယ်တကယ်လဲဆိုရင်ဒါနိုင်ငံတော်ရဲ့မှတ်တမ်းတွေပါမီးရှို့စရာမလိုပါဘူးဒီ archive လောက်ထားလို့ရတယ်အဲ့လိုဆိုရင်လိုအပ်တဲ့ခါမှာပြန် refer လုပ်လို့ရတာပေါ့အနည်းဆုံးတော့15နှစ်လောက်တင်ထားတယ်ဆိုတော့ဒီလိုမသိမ်းထားဘဲနဲ့ဒီလိုအပူတပြင်းမီးရှို့တယ်ဆိုတာကတော့ဒါမရိုးသားဘူးလို့ပြောလို့ရတယ်ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဒီ Jeffrey Epstein ဖိုင်ကြောင့်အခုကဘာမှာတော်တော်ကြရရိုက်နေတော့အဲ့ဒါကိုမင်းအွန်လိုင်းကကြောက်လန့်ပြီးတော့အထောက်ထားတယ်ဖြတ်စည်းနေသလားလို့နားထောင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုရန်ကုန်တက္ကသိုလ်ကနေဂုံထူးဆောင်ပါရဂူဘွဲ့ဒီချင်းမြင့်တာနဲ့ဒီပတ်သက်ပြီးတော့နည်းနည်းလေးရင်ဖွင့်ကြတော့ပါအဲ့ဒီတဲ့ကြားကြရကျွန်တော်တော်တော်လေးကိုစိတ်ထဲမှာကတိကောက်ဖြစ်တယ်တော်တော်လေးကိုယ့်ကိုဘလို့ပြောမှမသိဘူးဘလို့ခံစားမှမသိဘူးဆိုတာဖြစ်နေတော့ဒါနည်းနည်းလေးကျွန်တော်ရင်ထဲမှာရှိတာတွေကိုပြောချင်လို့ပါဒီအရင်တုန်းကတော့ကျွန်တော်တို့ဒီမာလာခုနဒီစေအုပ်စုရဲ့လုပ်ရက်တွေကိုတချို့တော့ဒီအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေထောက်ခံတာကျွန်တော်တို့ဒီ support လုပ်ကြတာကိုကျွန်တော်တို့တွေ့တယ်ဒါပေမဲ့အဲ့ဒီအဖွဲ့တွေကတော့ဒီအဖွဲ့အစည်းတစ်ခုရှင်းပြောရင်အဲ့ဒီအဖွဲ့အစည်းတစ်ခုတွေမှာပါတဲ့ဒီလူအားလုံးတော့မှထောက်ခံတာမဟုတ်ဘူးသူတို့ပတ်သက်ကြောင်းအချိတ်ဆက်နဲ့ဒါလုပ်ကြတာဆိုတော့ဒါကျွန်တော်တို့ကတိတ်ပြီးမှတော့ဖီးမရှိဘူးဒါတော့မှကျွန်တော်တို့ကဒီအစစ်ပြင်းပြည့်တယ်လို့ကျွန်တော်တို့ကန်ကွက်တာဝေဖန်တာလည်းကျွန်တော်တို့လုပ်တယ်ဒါပေမဲ့အခုရန်ကုန်တက္ကသိုလ်ကလုပ်လိုက်တဲ့ဟာကဒီတော်တော်ကြီးမားတယ်ဒီကိစ္စဘာလို့ဆိုတော့ဒီရန်ကုန်တက္ကသိုလ်နဲ့တခါအခုဒီစစ်ကောင်းဆောင်ကိုဘွဲပေးလိုက်တဲ့ဒီဘွေနဲ့တဲ့ခါမှဆိုတာကျွန်တော်တို့ခေတ်ဆက်ဆက်ကစစ်အာဏာရှင်တွေကိုတော်လှန်ခဲ့တဲ့ကျွန်တော်တို့ဒီចောင်းသားသူရေးကောင်းတွေကိုမွေးထုတ်ပွေးတဲ့နေရာဒါတော်တော်မင်္ဂလာရှိတဲ့နေရာမှာဒီလိုမင်္ဂလာရှိတဲ့နေရာတစ်ခုမှာဒီလိုစစ်အုပ်စုကဒီကြက်တရေတုံးတဲ့စစ်အုပ်စုခေါင်းဆောင်ကိုခေါ်ပြီးမှဒါမျိုးလုပ်တာဒီဒါရှင်းပြောရင်ဒီလက်ရှိចောင်းသူចောင်းသားတွေရောဘွေးရတက္ကသိုလ်ဘွေးရကျွန်တော်တို့ចောင်းသားတွေရောကျွန်တော်တို့ဒီလုပ်ငန်းခွင်တွေမှာဝင်နေတဲ့ဒီကျွန်တော်တို့ဘွဲရတဲ့အားလုံးကိုဒါတပြိုင်တည်းစော်ကားလိုက်တယ်လို့ပဲလို့ကျွန်တော်အဲ့လိုပဲခံစားမိတယ်ဘာလို့ဆိုတော့ဒီမရောက်လိုက်ဆိုတာတော့ဒီကျွန်တော်တို့လက်ရှိ ICJ မှာဒီ genocide အမှုနဲ့ရင်ဆိုင်နေရတယ်နောက်တစ်ခါကျွန်တော်တို့မြန်မာပြည်သူတွေအားလုံးကိုနေ့စဉ်နဲ့အမျှမေရှုတပ်ဖြတ်ဘုံကျဲနေတဲ့ဒီစီအုပ်စုသူ့ကိုမှရွေးပြီးတော့မှဒါမျိုးပါလို့ဘွဲပေးတာကျွန်တော်ရန်ကုန်တက္ကသိုလ်ကြီးရဲ့ဒီတိတ်ခါတော့တော်တော်လေးကျဆင်းသွားတယ်ဟိုတယောက်ချင်းမပါဖားပါကျွန်တော်တို့မပြောလို့ဒါပေမဲ့ဒီလိုရန်ကုန်ဒီလိုကျွန်တော်တို့ဂုံတက်တည်ရှိတဲ့ဒီရန်ကုန်တက္ကသိုလ်ကြီးကိုခုနဒီမာလာဒီရဲ့နိုင်ငံရဲ့အတွက်အသုံးချခံလိုက်တာကဒါအမတန်ဝဲနေစရာဒီကောင်းတဲ့ဖြစ်ရတစ်ခုပါလို့ကျွန်တော်ပြောချင်လို့ပါ